နဲ့ပန်းလေးတက်ကိုပိုမွေတာချစ်သမီးလေးရဲ့ပါနုနုလေးတွေမှာငယ်ကလေးများရဲ့တီးခြင်းတက်ပိုချိုများတာချစ်သမီးလေးရဲ့စကားလေးများကြားစဉ်ခါဘာကြီးတဲ့ဘယ်သူပဲအရာမနိုင်မရရင်တဲ့ကယနာတပါအိုနဲ့ဆိုင်ဆုံးချစ်မြတ်တာတရားသမီးလေးသာခံစစ်ပေးနိုင်ခဲ့တာရင်မ